ဒီနေ့မိုးကလည်းအရန်အေးမိုးကလုံးဝမစဲဘူးမစဲတဲ့အချိန်မှာကိုဆိုင်ရဝန်ထမ်းလေးရဲ့အမေကခယူစားမလားဆိုလာပြီးတော့ကိုကလည်းအရန်စားချင်တယ်စားမယ်အုံတို့နဲ့ချစ်စားမယ်အုံတီးကလည်းနှလုံးရှိရဆိုတော့အုံတီးကိုတွားကြိတ်ခံလိုက်တယ်ခယူလေးလေးဖိန်လေးလေးခုတ်ပြီးတော့အဲ့မှာအုံတို့နဲ့ချစ်စားတာပေါ့နော်သူ့ထဲမှာကျွန်တော်ကစပယ်လေးရဲ့ဂျင်းရဲ့ချစ်တော်ဖြူပြီးတော့ရှမ်းမွေးကြိုင်နေပေါ့အရာတာကျတော့ငပိထည့်ထားတယ်ချိုမုတ်စာတကြားရောင်တင်မို့တော့နည်းနည်းထည့်လိုက်တယ်ဖြူနေမျိုးဖြစ်နေလို့ဆိုင်မှာလူကများလေကိုနဲ့ကိုတပည့်တွေကများဆိုတော့မဟုတ်တယ်တပိတ်တာလာဝင်ပြီးဆွဲလိုက်တော့ပေါ့နော်မိုးအေးနဲ့ဆိုတော့ဘယ်လိုပြောရမလဲအရာတာထိမိကွီပေါ့